အောက်လန်းပညာဆိုတာအထလန်းဆရာကိုလေအသာလေးကြည့်လိုက်လို့သိပညာထက်ပြီးတိုင်အောင်အနိုင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာခတ်အာနာနာနဲ့လုပ်ရင်တော့မင်းတို့ပြရအောင်ဟုတ်လားဆရာအောက်လန်းဆရာရဲ့ထက်မြက်ပုံစူးကြပုံဘယ်လောက်ထိအောင်မြင်လဲလို့ဆိုတော့မင်းတို့ကိုမှပုံနကစေအာရာပါစေထိုးတာဆိုတာဒါလည်းမြင်တယ်နတ်ဆိုတာသိမရှိတော့ဟုတ်တယ်မလားအဲ့ဒီပုံနကအာရာဝကကိုထဲကောင်မင်းဖဲလိုက်တဲ့အဲ့တိုင်မှာမင်းကငါချုပ်တာလို့ဆိုရင်ကိုင်းနေအောင်လားသွားအောက်လန်းအထင်မသေးနဲ့တဲ့နောက်ဟိုးရွှေရင်မချင်းနဲ့ဝန်တော့တယောက်နဲ့တို့စီနာယုံတယုံတော့ခုံသွားတော့တောထဲမှာရောက်နေတယ်အမျိုးသမီးတယောက်နဲ့တောထဲနဲ့ညားကြတယ်အဲ့ဒီအမျိုးသမီးတယောက်အနာပေါက်နေတာနှစ်ရှိပြီမပြောက်ငါသွားခုလေသွားခုတဲ့ခါကျတော့ဟဲ့မူလပြန်လို့ပြောလိုက်တယ်တို့လာတယ်မူလမေးဟဲ့မလုံနဲ့မူလပြန်လုံငါစိတ်ကတူတယ်ဗျာကဲလုံနေကိုမူလကိုပြန်တော့ရောက်စမ်းပူစမ်းဘာကလေးဝင်လာတယ်ဆိုတော့တို့လာတယ်ကျွေးငါအတွက်တဲ့ဧကနာတော့ဘကိုးတက်လိုက်မယ်လို့ဆိုတော့ तू ကကောင်းခါရမဟုတ်ဘူးလေဘကိုးတိုင်းမဟုတ်ရင်ဘာလဲဘာလို့ပြောဆိုတော့ဒါလည်းကြဘောမဟုတ်ဘူးလားဒီဥစ္စာဘာလဲကျွေးပြနေပါလေလို့ဒါနဲ့သံတကြည့်ရှုအနေပြီးလှုပ်ပြီးနောက်နေ့ကျတော့ငါချိန်လိုက်တယ်ကောင်းပြီငါချုပ်ထားတယ်နဲ့ဘာမှပုံမဆိုအိမ်ကြအကြံယူတာယူလဲယူရောနောက်နေ့လဲကြောက်ဒီကျွေးဟာဘကိုးမဟုတ်လို့ရှိရင်ပါလဲဆိုတာငါသိကျင်တယ်စိတ်ထဲကနေသိကျင်တဲ့ဇောနေနေပြီးတော့သူ့ကိုဖမ်းချုပ်ပြီးတော့ညစင်ခါလိုက်ရကောင်းမလားအဲ့ဒါကြံနေတော့တိုင်းဆိုမင်းလေးဝင်လာဝင်းဝင်လာမင်းလေးဝင်လာဘာပြောလဲမင်းလေးဆရာပိတ်တော့ဟမ်မင်းလေးကပြောကြပိတ်တော့ခါတော့ဘာဖမ်းပိတ်တယ်အောင်လားအဲ့ကောင်မပြောနဲ့ပိတ်တဲ့အခါမှာမင်းလေးရဲလို့ဆိုတော့ဆရာကျုပ်တို့ကိုချုပ်ထားတဲ့ရွာသူကမင်းလေးကိုချုပ်တာတွေ့လားမင်းတို့ရွာသူနော်သုံးမချုပ်လိုက်တာအဲ့ဒီမှာကျုပ်တို့ခန်းနေရတယ်ဗျခမည်းကျုပ်တို့ဘာညာပြောနေဟဲ့ဖဲကန်းกว่าလို့ဆိုတယ်ဒီမှာဆွဲနေကောက်ခေါ်တယ်မချစ်ဝင်လာပြီးတော့အမလေးဆရာရဲ့ဆိုရင်ထူဝင်လာတယ်ပြောစားကိုကိစ္စကိုပြောဆိုအဲ့ကဝန်တော့ဆိုတဲ့လူကအယုံကြည်မရှိဘူးအဲ့ဒီဝန်တော့ကိုသူပြောတော့မောင်လေးအမရှစ်ခိုးပါလေမင်းကငါတောင်းပါမှာလေဆိုပြီးအဲ့ဒါမတောင်းပါတော့စလုံးကငါမကွဲမချစ်လဲဆိုအဲ့ဒီဝန်တော့ကနေတခါကွဲတဲ့ထားပေါင်းလို့အဲ့ဒါမှထိုင်လူခမည်းလုံးလုံးနေခရမယုံဆိုဘာလို့လောက်ပါလဲဆိုပြီးအဲ့ဒါမှသတ်ထုတ်ကိုတေးသေးချာချာစစ်လိုက်တဲ့ခါကျတော့မင်းလေးရဲ့ကိုမင်းကျော်ရဲ့မင်းလေးကောင်းမှာမင်းလေးစိတ်ထူတာဒီမင်းမကောင်းမှာမင်းလေးစိတ်ထူတာခြေတော့နာလို့မထနိုင်တော့ထမိန်ကောင်းอ่ะဆိုတော့မင်းလေးတို့ကမရအောင်ငါ့ကိုထမိန်နေတယ်လို့ကျုပ်ကိုထမိန်နေတယ်ရပေါ်တာသူထမိန်ရှောင်းနေအောင်လုပ်ပြလိုက်ပါလားလို့မရှောင်းနေလို့ဆိုတာပဲဆိုပြောမကြိုင်ဟန်တာလေးဖြစ်အဲ့တော့မင်းကြီးနောက်မင်းလေးနဲ့ဦးမကျော်ကိုဖယ်ပြီးတော့ဒီအစွဲကိုရုံလုံးပြန်ပေါ်လာအောင်ကွာတော့ပြောပြရပါမယ်ငါချိန်ပြောနေတာအဲ့ဒီလိုတို့ရခလည်းပေါ်ရောက်စမ်းဆိုပြီးမတ်ချစ်ကိုခေါ်လိုက်တဲ့အချိန်တယောက်တည်းတော့ဖြစ်တယ်အဲ့ဒီမှာအင်းဆိုရှစ်အင်းဆိုတော့ဖြစ်တယ်ထုံလို့ပါတော့မလေးဆရာရဲ့လောက်ပါဦးမင်းလေးကနောက်ကဖနောင်းတော့ကိုမင်းကျော်ကပါရိုက်တယ်ဖြစ်တာပဲသဘောပေါက်လားဟောလို့ခံရတယ်မင်းကျော်တို့အထက်လမ်းနဲ့တို့ဖြတ်ကြိုက်တဲ့ချိန်ခါမှာနေရဟဲ့တို့နှိမ့်တက်ဆိုဝင်ချကံကောင်းလို့မသိရမယ်မနေ့တာယူပါကြနော်တို့ချင်းမြင်းအောင်ပြမယ်မင်းတို့နိုင်ကျဲတော့အလဲကျဲတာသူတို့ကတို့ဘက်ကိုကတ်တာရွာလူကအောင်လမ်းဘက်ကိုကတ်တာအဲ့ဒါဂရုနှစ်ခုတိုက်တာပဲ